ဒီဆိုင်ထဲမှာဥအောင်ဗလာဆိုရလူရှိလားအောင်ဗလာဆိုတာငါပဲ ခင်ဗျားရဲ့ကျုံနဲ့အကျွေးကိစ္စစီးရင်ရှင်းဖို့လာတာ ချတိတ်မင်းလူမနေပြီနဲ့တူတယ် ခင်ဗျားယူထားတဲ့အကျွေးပုံခင်ဗျားပေးခဲ့တဲ့အကျွေးကိုကျုပ်ပြန်လာဆက်တာခင်ဗျားအခုမှလာပြီးတော့မေးတော့စောင်းမိနေနော်ခင်ဗျား KTV တော့ပတ်သက်မလောက်လို့ဆိုပြီးတော့ဆိုင်ကယ်ပေါင်လိုက်တာလေအဲ့ဆိုင်ကယ်ကျုပ်ဖေးဆိုင်ကယ်ဗျအခုကျုပ်ကိုပြန်ရောက်ပေးမရောက်ပေးဘူးဆိုလေကျုပ်ကိုအခု KTV ပြန်လိုက်ဖို့ခင်ဗျားဆိုင်ကယ်ကိုကျုပ် ဒီကောင်ကွာငါချတိတ်ငါတီတီဗီမှာဒီလိုဂုံးစင်းခဲ့တဲ့ဆိုင်ကြီးကောင်မနေတော့ဘူးကွာဘယ်ဆိုင်ကလေးငါမပတ်မိဘူး ခင်ဗျားအခုမှမေ့ကြအောင်ဆောင်းမိတယ်ခင်ဗျား KTV သွားတော့ဖက်ရှင်ကြီးမရှင်းနိုင်လို့ပေါင်ခဲ့တဲ့ Honda ဘိန်းအဖြူလေးကအဲ့တုံးဖေဆိုင်ခဲ့ဗျ ဟွန်ဒါဆိုင်ကြီးအဖြူအောင်လေးငါတီတီဗီမှာဒီလိုဂုံးစင်းခဲ့တာနေမှမနေပဲဘူးကွာဘယ်မှမိမလဲ ခင်ဗျားတကယ်တတ်သိရှိတယ်ခင်ဗျား KTV မန်တကယ်စစ်တယ်ဆိုရင်ခင်ဗျားနဲ့ကြုံတဲ့မိုက်တယောက်တစ်လုံးစီနဲ့တချင်းဆိုမယ်နိုင်တဲ့သူ KTV လိုက်ဖို့ကြည့်ဗျာ ဒါကြီးပါမယ်ခါတိတ်မင်းအောက်ကလည်းနေပြီးတောက်ကြလို့မင်းလည်းကောင်ဖြစ်နေတယ်ခါတိတ်ရဲ့ ခင်ဗျားတတ်သိရှိရဆိုစိုက်ရင်ထွက်ခဲ့ဗျာ ပြောအိမ်မှာမိုက်ဒီကမင်းညာလားတိုင်နေတော့ နော်ဘယ်လိုခေါ်လဲကွာ ဒီခါတိတ်ဒီနေ့ဖြစ်ကြ ခင်ဗျားအစင်သစ်ဆိုရင်ကြုံတဲ့အစင်သစ်ပဲ ဒီနေ့တော့ဒီကြီးတိုင်း အလဘဗံပြည့်ဒီမှာဘာပြန်ကြည့်ရတဲ့မူဒါရှင်ဝဲပြုံးခနာလီနဲ့အမုံတကဘာပေးသူရဲ့အချတဲ့မင်းရောရှင်းနိုင်မထင်သေးလားအချတဲ့ ဟိုးဘာပဲဖြစ်ဖြစ်ဗျာနောက်တစ်ချိန်ကျုပ်တချင်းကောင်းကောင်းစိုးတဲ့အခါရောက်ရင်ခင်ဗျားကျုပ်ကို KTV လိုက်ဖို့ပေးရမယ်အခုချိန်ဒီကျုပ်တချင်းတစ်ချောင်းမှမဆိုးရသေးဘူး ဟုတ်ကဲ့ပါချိန်မရွေးအချိန်မရွေးလာခဲ့ငါလိုက်ဖို့ KTV သွားတယ်ဆိုတာဂုံးစင်းတာသူများပစ္စည်းကိုကိုယ့်ပစ္စည်းကိုအသုံးချတဲ့သူများပတ်စံကိုပတ်စံကိုအသုံးပြုတဲ့အဲ့လိုသူများပေါ်မှာဂုံးစင်းမှုသရုံးမော်ထိတ်ွက်လို့ကို10နှစ်မသွားတယ်ပြီးတော့လာခဲ့ငါစောင့်哎呦我的妈